အိမ်ထဲကိုလိုက်ကြည့်လိုက်အောင်ဒါဆိုရင်အိမ်ထဲဝင်ချင်းပထမဆုံးမဝင်ခင်မှာသတိထားမိတာကကြီးမားကျယ်ပြန့်တဲ့ဒီမှာဂါဇီဘိုခန်းထားတဲ့ဂါဇီဘိုတစ်ခုကိုလုံးဝတသက်ရရပြုတ်လုပ်ပေးထားတယ်ဒီမှာဘဘူးရုပ်ထွန်းထုတ်ထားတဲ့ဒီမြန်မာမှုလက်ရည်လည်းပါဝင်မှာဖြစ်တယ်ဒါအိမ်ရဲ့ဝင်ချင်းပထမဆုံးတွေ့ရမယ့်အနေထားဒီဘက်မှာဆိုရင်လည်းနောက်ထပ်ဝင်ပေါက်တစ်ခုရှိတယ်ဝင်ပေါက်တစ်ခုတီးတဲ့ဒီနောက်ထပ်တစ်ဖက်မှာဆိုရင်လည်းမှန်ကန်လေးနဲ့တီးတဲ့ဒါကတော့အလုတ်အဖြစ်အသုံးပြုမှဆိုရင်ဒါရုံခန်းအဖြစ်အသုံးပြုလို့ရနိုင်တဲ့အနေထားဒီခြံရဲ့ဒီဘေးမှာဆိုရင်လည်းနောက်ထပ်ဒါတီးပင်စားပင်တွေစိုက်ပျိုးထားတဲ့ကိုပိုင်စိုက်ပျိုးခြံငယ်လေးတစ်ခုအသွင်ဖြစ်ပါတယ်ဟိုဒီရဲ့ခေါ်စင်းနှုန်းတစ်ခါလေးပြောသွားမယ်ဒီရဲ့ခေါ်စင်းနှုန်းက36,000ခွဲညီနိုင်ဖြစ်ပါတယ်အိမ်ထဲဝင်ချင်းပထမဆုံးကျွန်တော်နေသတိထားမိတာဒီကြီးမားကျယ်ဝန်းတဲ့ခန်းထားတဲ့အဲကန်းကျယ်ဖြစ်တဲ့တန်တန်ရှင်းရှင်းလေးနဲ့မှန်နေဆိုရင်လည်းအကြီးတွေအချက်အကြီးတွေအသုံးပြုပေးထားတယ်နောက်ပြီးတော့ဒီသတိထားမိတာတစ်ခုကမြန်မာမှုဒီလက်ရအယုတ်တွေဒီပြီးတော့ဒီမြန်မာမှုပကြီးကားတက်သားပေါ်မှာထွန်းထုတ်ထားတဲ့ပကြီးကားတွေကိုသတိထားမိတယ်ဒါတွေအကုန်လုံးကိုဒါပိုင်ရှင်ကနေပြီးတော့ fully furnished အခုပြထားတဲ့ပုံမှာအားလုံးပေးအပ်ခဲ့မှာဖြစ်ပါတယ်ဒီဘက်မှာဆိုလည်းပကြီးကားအချက်တွေဆိုကျွန်တော်တွေ့ရသလောက်လောလောဆယ်ကို3ချက်တော့တွေ့နေပြီဝင်ချင်းအခန်းရဲ့ဘေးမှာဆိုကျယ်ဝန်းတဲ့ပထမဆုံးတွေ့ရမယ် master bedroom အခန်းကျယ် master bedroom အခန်းကျယ်ပါဝင်မှာဖြစ်တယ်တော်တော်ကျယ်ရေပူရေအေးဆက်အခန်းတိုင်းနီးပါးမှာပါဝရှိမှာဖြစ်ပါတယ်ဒီ master bedroom အခန်းနေလည်းအပြင်ကိုထွက်ချင်တယ်ဆိုရင်ဒီမှာဒါအပြင်ကိုထွက်ဖို့အတွက်တီးသန့်တကားလေးဖွင့်ပေးထားတယ်အခန်းနေဝင်လာမယ်ဆိုရင်ကျယ်ဝန်းလာတဲ့ဒီမှာလေကားနဲ့နောက်ဘက်ကအခန်းလေးတွေတစ်ခန်းချင်းပြပေးမယ်ဒါတော့ dining room area ဖြစ်ပါတယ် dining room ကျယ်ဝန်းလာတဲ့ dining room area တစ်ခု dining room နဲ့ dining room တော့ဒီမှာ parking တွေခင်းပေးထားတယ် dining room area ပြီးမှဆိုရင်နောက်ထပ်တီးသန့် partition လေးမှန် partition လေးနဲ့ kitchen room area ကိုခွဲပေးထားတာဖြစ်ပါတယ်ဒီ dining room နဲ့ kitchen room area ကြားမှာနောက်ထပ်ကျယ်ဝန်းလာတဲ့ master bedroom အခန်းကျယ်ကျွန်တော်အခန်းတိုင်းုံတော့လိုက်ပြီးတော့ထပ်မပြတော့ဘူးအသေးစိတ်ကြီးဘာလို့ဆိုရင်ဗီဒီယိုအရန်ရှည်သွားမှာဆိုတဲ့အပေါ်ထပ်မှာလည်းကျွန်တော်အနေနဲ့ပြစရာတွေအများကြီးရှိနေတာမလို့ပါဒီ master bedroom အခန်းကျယ်နှစ်ခုကြားထဲမှာဆိုရင် master bedroom အခန်းတစ်ခုပါရှိမှာဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ထက်ကိုလိုက်ကြည့်လိုက်အောင်ကျွေးပြားဆိုရင်လည်းတုံးထားတဲ့အယောင်က luxury ဆန်နဲ့ရွှေရောင်နဲ့တွဲဆက်ပြီးတော့အသုံးပြုပေးထားတယ်ပြီးတော့တကားလက်ရံနဲ့ဆိုလဲစတီးလက်ရံအကောင့်တွေမှာမှန်ပေါင်လေးအကုတ်လေးနဲ့အသုံးပြုပေးထားဖြစ်ပါတယ်ဒါအပေါ်ထက်တက်လို့ရှိရင်တွေ့ရမယ်အပြင်ဘက် view ရဲ့အနေအထားလေးဖြစ်တယ်ရောက်ပြီးချင်းမှာဆိုရင်ကျွန်တော်အနေနဲ့ပထမဆုံးသတိထားမိတာကဒါ master bedroom နှစ်ခန်းပေါ့ဒီဘက်တစ်ခန်းဒီဘက်နောက်ထပ်တစ်ခန်းပါမယ်ဒီဘက်မှာဆိုရင်လည်းဒါအဲခန်းကိုတီးတန့်ယူပြုတ်လုပ်ပေးထားတယ်အဲခန်းတီးတန့်ကိုဒီမှာဒီ sofa set တွေဒီဒါဆိုရင်လက်မ60လောက်ရှိမဲ့ TV တွေကအစအကုန်လုံးပိုင်ရှင်ကနေပြီးတော့ fully furnished ပေးရခဲ့မှာဖြစ်တယ်ဒီအခန်းရဲ့ဘေးမှာဆိုရေတံလေးနဲ့တဘာဝကြဒါအလှဆင်ထားတဲ့ waterfall တစ်ခု indoor waterfall တစ်ခုကိုထည့်သွင်းပြီးတော့ဒါအသုံးပြုပေးထားတယ်ဒါတွေကအကုန်လုံးပိုင်ရှင်ကနေပြီးတော့အယောင်အဝယ်ပြုတ်လို့ရှိရင်ဒါတွေအကုန်လုံးပေးအပ်ခဲ့မှာဖြစ်ပါတယ်ဝန်းတဲ့အခန်းကျယ်ရဲ့ဘေးမှာဆိုရင်အခုလိုဝရန်တာအကျယ်တစ်ခုထုတ်ပေးထားတယ်ပြီးတော့ဒီဘက်ကအခန်းမှာဆိုရင်ဝရန်တာအသေးတစ်ခုထပ်ထုတ်ပေးထားတယ်အခန်းတိုင်းဒီဘက်မှာဝရန်တာတွေတောက်လျှောက်ပတ်လည်ပါတယ်နော်ပတ်လည် view ရတယ်ဒီဘက်မှာဆိုဒီကနေပြီးလမ်းကြည့်မှာဆိုရင်မန်လေးဘက်ကိုလမ်းမြင်ရတယ်မန်လေး26လမ်းတို့ကျွန်တော်တို့ဒီဥပိန်တရားတို့ရာသီတုကောင်းမြင်ရတယ် ARD မြစ်ကအစအကုန်လုံးလမ်းမြင်ရတဲ့နေရာလေးဖြစ်ပါတယ်အဲ့နဲ့မျက်နှာချင်းဆိုင်မှာဆိုရင်လည်းဒါကျယ်ဝန်းတဲ့ဒီမှာနောက်ထပ်ဝရန်တာတစ်ခုထပ်ထုတ်ပေးထားတယ် view ကတော့မြင်တဲ့အတိုင်းပဲဒီမှာ